ကျွန်တော်ကတာမန်ထက်တာမန်ပူဆန်နေတဲ့ delivery တမားတစ်ယောက်ပါတရက်မှာတော့ဒူးဆက်တဲ့အဖြစ်အပျက်တွေစတင်ပြီးကြုံလာရပါတယ်စားတောက်ဆိုင်ပိုင်ရှင်ကကျွန်တော်စီဖုန်းဆက်ပြီးမုန်းပို့ရမယ့် order ရှိကြောင်းပြောလာခဲ့ပါတယ်ဒါကြောင့်ကျွန်တော်လည်းအခန်းတစ်ခါကိုတော့ခတ်ပြီးအိမ်ကအထက်အိမ်တကားဝမှာအန်စာတုံးတစ်ခုကိုတွေ့လိုက်ရပါတယ်အန်စာတုံးနံပါတ်ကတော့တစ်ကိုညွှန်ပြနေပါတယ်အမေနံပါတ်1တဲ့ဟဟထီထိုးရမှာလားကျွန်တော်ဆိုင်ကယ်ကိုစီးပြီးမုန်းအော်ဒါတော့ပို့ရင်လမ်းဘေးမှာကားတစ်စီးအတိုက်ခံလာရတာကိုတွေ့လိုက်ရပါတယ်ကျွန်တော်ရက်ကြည့်နေတော့မှပဲသက်ဆိုင်ရာကလူတွေရောက်လာပြီးကားတွေကအလောင်းတွေကိုတည်ထုတ်နေကြတယ်ဒါပေမဲ့သူတို့ကကျွန်တော်ကိုမြင်းကြဟန်တော့မတူပါဘူးကိုဝင်ဆောင်မျိုးသမီးနဲ့သူ့ရဲ့အမျိုးသားထင်တယ်ကန်ဆိုးလိုက်တာကွာစိတ်ကိုမကောင်းဘူးကျွန်တော်လဲမုန်းပို့ရင်တနေ့တာကိုကုံဆုံးပြီးအခန်းကိုပြန်ခဲ့ပါတယ်မိဘမဲ့ဆွေမရှိမျိုးမရှိတကောင်ကျွဲဆိုတော့အခန်းကအမြဲတမ်းတိတ်ဆိတ်နေတာဟော်ရာဇလန်တွေအစ်စ်ထွက်နေတာပဲဇက်ကားကြည့်ပြီးမှပဲအိတ်တော်မယ်ကွာဒီနေ့မနက်ကျွန်တော်အလုံးမရှိပေမဲ့ဈေးဝယ်စရာရှိလို့အပြင်ကိုသွားဖို့ပြင်လိုက်ပါတယ်ကျွန်တော်အခန်းကတော့ခတ်ပြီးအထွက်မှာမနေ့ကအန်စာတုံးကိုထပ်တွေ့ရပါတယ်ဒီတစ်ခါအန်စာတုံးရဲ့နံပါတ်က6ပါဟမ်မနေ့ကတက်ဒီနေ့6နော်တကယ်ပေါက်ခဲ့ရတယ်ပဲဒီအန်စာတုံးကိုလည်းငါသွားလည်ရင်လည်းလွှတ်ပစ်ခဲ့ရမယ်ကျွန်တော်ဈေးဘက်ကိုမသွားခင်တငယ်ချင်းကဖုန်းခေါ်လာပြီးသူတို့ရက်ွက်ထိတ်ကလက်ဖိဆိုင်မှာချိန်ခဲ့တယ်တငယ်ချင်းနေတဲ့ရက်ွက်ကိုတွားရမယ်ဆိုရင်လည်းမနေ့ကကားတိုက်မှုဖြစ်တဲ့နေရာကနေဖြတ်သွားရပါတယ်ဒီနေရာကြီးကိုရင်းနှီးနေတယ်လို့ပဲကွာကားတိုက်ခံရတဲ့ကားတွေကလူတွေအတွက်လည်းစိတ်ထဲမှာမကောင်းဘူးဟူးတနာပါတယ်ကျွန်တော်ဆိုင်ကစီးရင်မနေ့ကနေရာရောက်ခဏဒီမှာကားနှစ်စီးရင်တိုက်မှုဖြစ်နေပြီးတစည်းကစုပ်ပြက်ကြေမွာသွားခဲ့ပါတယ်ကျန်တဲ့ကားတစ်စီးတွေကလူတစ်ယောက်ထွက်လာပြီးစုပ်ပြက်နေတဲ့ကားတွေကတနစ်ခွဲအရွယ်ကလေးငယ်တစ်ယောက်ကိုဆွဲထုတ်နေတာကိုတွေ့ခဲ့ရပါတယ်ဟဲ့လူခမရဘာလုပ်တာလဲခမရရက်စမ်းကျွန်တော်တအားတုံလို့သွားခဲ့ရပါတယ်ရင်တိုက်မှုကြောင့်မဟုတ်ပဲကျွန်တော်ကိုကားပေါ်ကဆင်းလာတဲ့လူကလုံးဝမမြင်ရလို့ပါကျွန်တော်အော်လဲသူမကြားရပါဘူးအဲ့ဒီလူကတော့ကလေးကိုချီပြီးသူ့ကားနဲ့အမြင်မောင်းထွက်သွားခဲ့ပါတယ်အဲ့ဒီကားမရှိတော့တာနဲ့အသက်ခံရတဲ့ကားရောအကုန်လုံးနေရာကနေတဖြည်းဖြည်းဝေဝါးရက်ွယ်သွားပါတယ်ဒါဘာချီနေလဲဘာကြီးလဲကွာဘာဖြစ်နေရလဲတငယ်ချင်းကိုဖုန်းဆက်ပြီးမလာနိုင်တော့ကြောင်းအသိပေးလိုက်တယ်ပြီးတော့အခန်းကိုပဲပြန်လာခဲ့တယ်ဒီညတော့တေချာပေါက်အိမ်မရတော့ဟာအိတ်ဆေးတောက်မှပဲရတော့မယ်ကျွန်တော်ကားတိုက်မှုဖြစ်တဲ့နေရာကိုထပ်ရောက်နေပြန်ပြီဒါကအိမ်မက်ဆိုတာကိုတေချာပေါက်သိနေပါတယ်အိမ်မက်ထဲမှာကားနဲ့တိုက်ခံရတဲ့ကိုဝင်ဆောင်အမျိုးသမီးကကျွန်တော်ကိုအန်စာတုံးလေးပေးတာပါသူပေးတဲ့အချိန်မှာနံပါတ်က3ပါပြီးတော့ကျွန်တော်လက်နိုးလာပါတယ်ငါဘာပြောချင်တာလဲငါစဉ်းစားနေရတာယူတော့မယ်မနက်လင်းတော့ကျွန်တော်အလုပ်သွားဖို့ပြင်ရပါတယ်အခန်းရှိမှာတော့ကျွန်တော်လွှင့်ပြခဲ့တဲ့အန်စာတုံးကရှိနေပြီးနံပါတ်ကတော့2ကိုညွှန်ပြနေပါတယ်ကျွန်တော်ကောင်းထဲမှာပုံရိပ်တွေတဖြည်းဖြည်းထင်ရှားလာပါတယ်အန်စာတုံးကသူ့ရဲ့နံပါတ်တွေပေါင်းရင်163နဲ့163နဲ့ဟုတ်ပြီငါသိပြီငါမှတ်မိပြီ163နဲ့ငါမှတ်မိပြီကျွန်တော် TV ရှေ့မှာအေးစစ်ထိုင်ရင်သတင်းစီစဉ်ကိုစောင့်ကြည့်နေပါတယ်သတင်းထဲမှာလွန်ခဲ့တဲ့တစ်လကဖြစ်ခဲ့တဲ့ကားတိုက်မှုတရားခံကိုဖမ်းဆီးရမိကြောင်းပါလာပါတယ်တရားခံနဲ့အတူကားတိုက်မှုမှာခေါ်ဆောင်သွားခံရတဲ့ကလေးငယ်ကိုလည်းပြန်ခေါ်လာနိုင်ခဲ့ကြောင်းကြေညာနေပါတယ်တရားခံကိုဖမ်းမိသွားတာကကျွန်တော်ကြောင့်ပါလွန်ခဲ့တဲ့တစ်လကကျွန်တော်အော်ဒါတော့ပို့ရင်ကားတိုက်မှုကိုအဆအဆုံးမြင်ခဲ့ရပါတယ်ကျွန်တော်ကအဓိကမျက်မြင်သက်သေပါကျွန်တော်ရှေ့မှာတရားခံထွက်ပြီးတော့ကျွန်တော်လိုက်ဖမ်းရင်ဆိုင်ကယ်မှောက်ပြီးအတိတ်မိသွားခဲ့ပါတယ်အဲ့ဒီအဖြစ်အပျက်ကလွဲပြီးကျန်တာတွေကိုကျွန်တော်ကမှတ်မိနေခဲ့ပါတယ်ရဲတွေကလည်းတေချာစစ်ဆေးနေပေမဲ့ဘလို့မှအဖြေမရခဲ့ပါဘူးဆရာဝန်ကတော့အရန်တုံလို့ခဲ့ရတဲ့အခြေအနေတစ်ခုကြောင့်ဒီလိုဖြစ်ရကြောင်းရှင်းပြခဲ့ပါတယ်ကျွန်တော်တခုခုတတိယနဲ့အကြောင်းကြားပေးပါမယ်ဗျာအန်စာတော့ကပေးတဲ့နံပါတ်တွေကတရားခံရဲ့ကားနံပါတ်ပါတရားခံကကားတိုက်မှုကိုရှောင်ပုံရုံနဲ့မကပဲကလေးကိုပါလောင်းစားဖို့ကြံစီနေတော့အချိန်မီကဲတင်နိုင်ခဲ့ကြတာပါကျွန်တော်ကိုမိခင်စောနဲ့တတိပေးနေတဲ့ကိုဝင်ဆောင်မျိုးသမီးကိုလည်းကျေးဇူးတင်ပြီးအားလဲနာမိခဲ့ပါတယ်အခုမှပဲစိတ်အေးလက်အေးအိတ်နိုင်တော့တယ်ကွာကျွန်တော်ရဲ့တာမန်နေလေးတစ်ခုစတင်ခဲ့ပါပြီအရင်လိုပဲမုံအော်ဒါတော့ပို့ဖို့တကားကိုပိတ်လိုက်ပါတယ်အန်စာတုံးကတော့မရှိတော့ပါဘူးအဲ့ဒီစာခြံတကားဝမှာတည်ဆုံးသူအမျိုးသားနဲ့ကိုဝင်ဆောင်အမက
ကျွန်တော်ကိုလက်ပြပြီးပြုံးလင်းနှုတ်ဆက်နေကြတာကိုခဏလေးတွေ့လိုက်ရပါတယ်ပြီးတော့မိခိုးငွေတွေလိုပဲပြက်ကွယ်သွားပါတော့တယ်ကောင်းမွန်ရာပုံပေါ်ကိုရောက်ရှိကြပါစေဗျာဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဓာတ်သားစုံဇလန်းတွေနဲ့ဖြစ်ရမှန်အကြောင်းအရာတွေကိုဖတ်ရှုနားထောင်နိုင်ဖို့ Arrival Midnight Channel ကို Subscribe လုပ်ထားဖို့မမေ့နဲ့နော်